အမျိုးတို့၏2016ကြာသပတေးနေ့ညနေ19ရက်နေ့မှာ3058အခွေကလေးပါကျမရဲ့အကြောက်ဆုံးဝမ်းချင်းရတော့30ဝမ်းချင်းလေးပါ3အကြောက်ဆုံးပါအခွေကလေးရတော့3058ခွေကလေးပါအတိတ်ကတော့တိပဋိရှိပါတယ်တင်ခွက်ကတော့ရှောင်းငါးတစ်ခွက်ကောင်ရှိပါတယ်ကိုကြောက်တာနဲ့တင်ထိုးပါကျမကြောက်ဆုံးဝမ်းချင်းလေးရတော့30ဝမ်းချင်း58 3ထိတ်3ထိတ်ရှိပါတယ်အမျိုးတို့ဤတိပဋိအားလုံးပဲကျေးဇူးတင်ပါတယ်လက်မလေးတွေအသေးကလေးတွေပေးပါရှင်ခုနှစ်ရက်သားသမီးအများကောင်းမှုအတွက်ရှေ့ပေးပါ